Roblox ကို VPN မပါဘဲနဲ့ဆော့လို့ရတဲ့လူတွေရကုန်ပြီ။မရသေးတဲ့လူတွေလည်းရှိသေးတယ်။ကျွန်တော်ပါဝင်ပေါ့။ဆိုတော့ VPN နဲ့ line မကောင်းလိုက် AC Chill ကိုကောင်းမဲ့ game နှစ်ခုနဲ့မိတ်ဆက်ပေးမယ်။ Grow Garden Steel Brain Rot Plan Feather Brain Rot ဒီလို game တွေကပစ္စည်းတွေလိုချင်နေဆိုရင် Jeffin Game Shop မှာအားပေးလို့ရတယ်။ Bio မှာ link ရှိတယ်။အကောင့်လေးကိုပါ follow လုပ်ရတဲ့ follow လုပ် like and repost လုပ်ခဲ့ပြကြပါဦး။ဆိုတော့ပထမဆုံး game အနေနဲ့ကတော့ Grow Garden Steel Brain Rot Plan Feather Brain Rot သုံးမျိုးပေါင်းထားတဲ့ game တစ်ခု Steel Brain Rot ကလိုမျိုးဥတီကလေးမှာပြီးနေပြီးတော့ဝယ်လို့ရတယ်။ဝယ်လာတဲ့ဥတီကို Grow Garden ကလိုမျိုး channel မှာထည့်ပြီးတော့အကောင့်ဖောက်ရတယ်။ Plan Feather Brain Rot ကလိုမျိုးတစ်စက္ကန့်ကိုဘယ်လောက်ဆိုပြီးတော့ပေးရတယ်ကိုတက်နေမိ claim လို့ရတယ်။ရလာတဲ့တွေကိုဥပြန်သွားဝယ် upgrade တွေလုပ် channel ရလေးတွေချိန်ပြီး line မကောင်းတဲ့ AC Chill ရတဲ့ game တွေပါ။ game နာမည်ကတော့ Build a Zooနောက် game တစ်ခုက line မကောင်းရင်နည်းနည်းလေးတော့စောရတာပြဿနာလေးရှိပေမဲ့စိတ်ရှင်ပြဿနာမရှိပါဘူး။လေကားကနေတက်မယ်ပြန်လျှော့ချမယ်။ကိုတက်သွားတဲ့အမြင့်မောင်မူတည်ပြီးတော့ coin ရတယ်။ရတဲ့ coin တွေသုံးပြီးတော့လေကားတက်တဲ့နှုံးတင်ပြီးတဲ့ accessory တွေဝယ်လို့ရတယ်။ coin ရတဲ့နှုံးတိုးပြီးတဲ့ဥတွေဖောက်လို့ရတယ်။ wall 1ကိုနိုင်သွားရင်နောက် wall တွေဆက်သွားလို့ရတယ်။လူလိုက် AACC chill ပြီးတော့ဆော့လို့ကောင်းတဲ့ game တွေပါ။ game နာမည်ကတော့ Climb and Slide